မင်္ဂလာပါရှင်မြန်မာစံတော်ချိန်လေးလ2 နာရီရှိပြီမို့အပြုံးမင်းသားလေးစိုင်းရင်မိုးရဲ့သတင်းများကိုကြီးညာပါတော့မယ်ဒီနေ့ကတော့2026ခုနှစ်ဧပြီလ18ရက်နေ့ဖြစ်ပါတယ်အဲ့တော့အားလုံးသိကြတဲ့အတိုင်းပါပဲ TikTok ကိုကြည့်နေကြတဲ့လူတွေအားလုံးသိကြတဲ့အတိုင်းပါပဲပြီးခဲ့တဲ့ဖြာပုံပွဲเนาะဒီနေ့မနေ့ဆိုရင်သားလေးရဲ့2ရက်နေ့မှာကပြမယ်အမျိုးသားဆက်ယုံမှာလက်မှတ်ရောင်းနေเนาะဒါတွေကကျမတို့အကုန်လုံးမြင်ကြတွေ့ကြမှာပါဒီနေ့ညဆိုရင်လည်းမိုးညုံမှာပွဲရှိပါတယ်ဒါတွေကတော့ကျမပြောစရာမလိုပဲနဲ့အားလုံးသိနေကြမှာပါเนาะအဲ့တော့ကျမဒီအစီအစဉ်လေးမှာဘာပဲဖြစ်ဖြစ်ပေါ့ကျမကိုအချိန်ယူပြီးကြည့်နေကြတဲ့ပရိသတ်တွေအားလုံးတားလေးရဲ့ပရိသတ်တွေအားလုံးပေါ့เนาะအတိညာဘူးတုတာရစီမယ်အကြောင်းအရာလေးတွေကိုကျမနောက်ပိုင်းမှာများများတင်ဆက်ပေးပါမယ်တားလေးချစ်စရာကောင်းတယ်တားလေးကိုကျမချစ်တယ်ဆိုတာတော့အားလုံးသိပြီးကြတဲ့အတိုင်းပါပဲเนาะအကုန်လုံးကလည်းတားလေးကိုချစ်ကြတယ်ပရိသတ်တွေအားလုံးကလည်းဝိုင်းချစ်ကြတယ်တားလေးကိုဝိုင်းပြီးတော့တတ်နိုင်တဲ့ဘက်က supporting ပေးကြတယ်ဒီအကြောင်းအရာတွေကိုကျမမပြောတော့ဘဲနဲ့ကျမခုနကတော့ကျမမနေ့ကလေးကကျမဖုန်းကိုကြည့်နေပါတယ်အဲ့တော့ Facebook ကိုကြည့်လိုက် TikTok ကိုကြည့်လိုက်တဲ့အချိန်မှာဆရာကနေပြီးတော့စူရတီငွေနာဆိုတဲ့အဓိပ္ပာယ်ဟာစမ်းရည်မိုးရဲ့ပရိသတ်တွေသိသလားဆိုပြီးတော့မေးလာတယ်မိကွန်းလေးပေါ့နော်ဆရာ post လေးတင်ထားတာတွေ့ပါတယ်အဲ့တော့အားလုံးသိအောင်ကျမစူရတီငွေနာဆိုတဲ့အဓိပ္ပာယ်လေးကိုပြောပြပါမယ်စူရတီဆိုတဲ့အဓိပ္ပာယ်ဟာအိန္ဒိယတက္ကသစကားလုံးဖြစ်ပါတယ်အင်္ဂလိပ်လို့ဆိုရင်တော့ SURATI စူရတီလို့အဓိပ္ပာယ်ရပါတယ်ပါဠိလို့ဆိုရင်တော့တူရတီလို့ခေါ်ပြီးတော့အလွန်လှပမွေးလျော်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အလွန်လှပမွေးလျော်တာအပြင်နဲ့လှတာမဟုတ်ပါဘူးเนาะအတွင်းထဲမှာရှိတဲ့စိတ်ဓာတ်ကရှင်သန်မှုနောက်တစ်ခုကကိုယ့်ရဲ့အမျိုးဘာသာသာသနာယဉ်ကျေးမှုကိုစောင့်ရှောက်လိုတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်တွေဟာပို့ပြီးတော့လွန်လှပမွေ့လျော်တယ်ဆိုတဲ့စကားလုံးရက်ထဲမှာပါဝင်ပါတယ်အဲ့ဒါတွေလည်းပါပါတယ်အဲ့ဒီအတွက်ကြောင့်မလို့စူရတီငွေနာဆိုတဲ့အဓိပ္ပာယ်ကိုယူမယ်ဆိုရင်တော့စူရတီဆိုတာကတော့အလွန်လှပမွေ့လျော်ခြင်းလို့ပဲကျွန်မအဓိပ္ပာယ်ပြန်နေပါတယ်အဲ့ဒီအဓိပ္ပာယ်ကိုလည်းကျမကိုဘယ်သူကပြန်ပေးတာလဲဆိုတော့ TikTok ပေါ်မှာရှိတဲ့ဒေါက်တာကိုနိုင်ကကျမကိုလှမ်းပြီးတော့ကျမမေးလို့ဖြေပေးတာပါကျမကလည်းဒီမှာသားလေးရဲ့သတင်းကိုနားထောင်နေတဲ့လူတွေအားလုံးသိကြရအောင်ကျမတို့ပြန်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကျမနောက်ထပ်မပြောရတာကြီးကြာပြီဖြစ်တဲ့ကြောင့်နောက်ထပ်တစ်ပုတ်ထပ်ပြီးတော့ပြောပါအောင်မေအဲ့ဒါကလည်းဘာလဲဆိုတော့ဒေါက်တာကိုနိုင်ရဲ့သားလေးရဲ့သကောင်ရံမိုးကိုသုံးသပ်ထားတာလေးတွေပါမင်္ဂလာပါရှင်ကျမခုနကပြောခဲ့တယ်လို့ပါပဲအခုကြည့်ရှုနေကြတဲ့သားလေးရဲ့ပရိသတ်တွေသားလေးကိုချစ်ကြတဲ့လူတွေအားလုံးအတွက်သားလေးအမြဲတမ်းဆိုခဲ့တဲ့သကောင်ရံမိုးဆိုတဲ့သချင်းလေးကိုဒေါက်တာကျော်ကိုနိုင်ကနေပြီးတော့ TikTok ပေါ်မှာသုံးသပ်ထားပါတယ်ဒီသချင်းလေးဟာအင်မတန်ကိုပေါ့နော်တကယ်ကိုဇမင်းသားဇတ်တပင်လောကသားတဦးရဲ့ရုန်းကန်မှုအခြေခံကိုဖော်ပြထားတဲ့သချင်းလေးဖြစ်ပါတယ်တဲ့နော်လူတိုင်းကြုံရမယ့်သဘောမမြဲတဲ့သဘောအနိစ္စကိုလေဖော်ပြထားပါတယ်လောကရန်တရားကိုလည်းဖော်ပြထားပါတယ်ဘာဖြစ်လို့ဆိုတော့ညစဉ်ညတိုင်းဒီအချိန်မျိုးမှာပရိယေတနာဝမ်းစာဆိုတဲ့ဟာကိုရှားတဲ့ဟာပရိယေတနာဝမ်းစာဆိုတာကကျမတို့လူတိုင်းပရိယေတနာဝမ်းစာကိုရှားပါတယ်ကျမတို့တွေလည်းရှားပါတယ်နော်အခုကိုယ့်ရဲ့တက်ဆွမ်းနေပြန်အဲ့တော့ပရိယေတနာဝမ်းစာကိုရှာဖွေရင်းနဲ့လောကရန်တွေကြားမှာကျမတို့တွေကရုန်းကန်နေရပါတယ်အဲ့တော့ရွှေမင်းသားရဲ့ဘဝဟာဓမ္မတာဆိုတာလေဘာလဲဆိုတော့ပရိသတ်ရဲ့ဩဘာတန်ပရိသတ်ရဲ့ဩဘာတန်ဝမ်းသာရတဲ့အတွက်ဆောင်ကျမတို့အိဋ္ဌာယုံဖြစ်ပြီးတော့ရွာတဲ့မိုးဆိုတာတော့အနိဋ္ဌာယုံဖြစ်ပါတယ်အဲ့ဒီလိုကနေတဲ့ရွှေမင်းသားလေးတယောက်ကသူကကျင်ရနဲ့မကနိုင်ပါဘူးတဲ့တကောင်ရံမှာထပြီးတော့မိုးကရွာပါတယ်တဲ့အဲ့တော့ကျမတို့မိုးရတာကိုလေတားလို့မရပါဘူးဒါလေသူ့ရဲ့တဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အကြောင်းတရားပါနော်အဲ့တော့သူကကျင်ရနဲ့မကလိုက်ရတဲ့အခါကျတော့သူ့ရဲ့ကမဲ့ဆန္ဒတွေရှိနေပြီမဲ့လေရပ်တန့်လိုက်ရပါလေအဲ့ဒီမှာတခါတချင်းရဲ့အနှစ်သာရဖြစ်တယ်ရွာတော်မိုးတစ်ချိန်ဆဲအောင်မှာမိုးဘလောက်ပဲရွာအခက်ခဲတွေဘလောက်ပဲရှိမိုးဆိုတာအကြာကြီးမရွာနိုင်ပါဘူးတဲ့နော်မရွာနိုင်တဲ့အတွက်ကြောင့်မို့လို့ကျမတို့တွေကအခုအချိန်မှာအစင်မပြေမှုတွေ
ဝမ်းနေမှုတွေဒီမိုးရွာလေးကိုမကလို့ဝမ်းနေမှုတွေဖြစ်ပေါ်လာပြီမိလေရွာတော်မူတစ်ချိန်ဆဲအောင်ပါတဲ့မိုးကတော့ဆဲအောင်ပါပါဆဲတဲ့အချိန်မှာကလို့ရပါပြီအဲ့ဒါဘာလို့ပြောလဲဆိုတော့ကျမတို့လူလောကကြီးဟာကိုဖြစ်ချင်တိုင်းမဖြစ်ပါဘူးမမြဲတဲ့သဘောတရားကိုပြောထားတယ်သဘောပါလို့ဒေါက်တာကိုနိုင်ကပြောထားပါတယ်ရှင်နော်တခါပြိတ္တရဲ့ဩဘာသံလေးချီးမွမ်းနေဆိုတာကရရှိထားတဲ့အခါမှာဒါတွေဟာအရန်ကိုကျမခုနကပြောတယ်လို့ဝင်းတာရတဲ့ဝင်းတာမှုတွေအိတ်ထာယုံတွေဖြစ်ပါတယ်နော်အဲ့တော့မိုးရခြင်းဆိုတာလေစင်းရဲခြင်းအနှောက်အယှက်ဓမ္မတာသဘောတော်ပါဝအတိုင်းဖြစ်နေတယ်လို့ကျမတို့ကနှလုံးသွင်းမှန်ကန်လိုက်နေဆိုရင်နော်ကျမတို့ရွာတော်မူတစ်ချိန်ဆဲတဲ့အချိန်မှာအောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်လို့နော်ဒေါက်တာကိုနိုင်ကသုံးသပ်ထားပါတယ်ရှင်အားလုံးသိရအောင်ကျမပြောပြခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်